ငါတို့ညှိလို့မမရတာပြတ်ကြမယ်ကိုဘာမှလုပ်မလို့လေငါနေနဲ့နေရမပြောတော့ဘူးဟာအဲ့ဆိုကိုပြောဘာလုပ်ပေးရမလဲငါတို့ပြည့်လုပ်ကြမယ်ဟယ်လိုတကယ်ပြောအေးရမင်းစောငါနောက်ဘဲနဲ့တွေ့လို့အချိန်ကြီးကတော့မင်းအောင်နဲ့လာကြည့်တယ်အတင်ကကြားတဲ့ဝင်ရှုပ်ကိုဖြစ်နေဟေးမင်းမင်းကဘာမှလဲအေးရထိုင်နေကြပါလားโอเคငါလာပြီ啊，不错了。不要慌。不要嘞！哎，妈的，你昨天妈妈不啥？你在哪里变你了？好，别来了，他们别别来。我王乱到现在了，你们变来了，俺娘谁变的？你这是对了的，俺娘不谁变来了嘿？呀，俺说把俺们三个了。呀，没少不少对象，没少不少呀。来，到底有？我们别弄小路路没有。来，还没上去。ဖေဟမ်ဒီရှူတင်ရှိတယ်ဒီဘာကြီးလုံး啊，俺木包话没事喏。ဖေဒီတိုင်းဆိုအကုန်လုံးထိခိုက်တော့မင်းอ่ะ啊，对哇，我碰了没干，白弄的么对哇。ဖေကိုဘကပြက်နေပြီ啊，没呀嘞。然后你要请假一堆个还有，我要请那个嘛嘛。ကိုဘကပြက်နေပြီอ่ะ啊，你来帮忙哇。ညှိလို့ဘလို့ရမှာလေမညှိနေတော့啊，这个啊，都修点来完了。ဟာဖေဖေဘာဘီကျူးရေဟုတ်ပါရဲ့စိတ်ဆိုရနော်ကဲ โอเคဟုတ်ပြီဟုတ်ပါစေတော့ဆုလက်ဟိုမှာလာဆောင်နေတဲ့လူကဆုလက်ရဲ့အတိလားစောင့်ရတော်တော်ကြာပြီတစ်ချက်တစ်ထွက်တွေ့လိုက်အောင်နော်ဘာလာလို့တာ啊，你那看到了这个表情？ငါအလုပ်လုပ်နေလေနင်ကအမြဲအဲ့လို line လောက်ဖြတ်နေမှာလားဟမ်ငါအလုပ်တွေများနေတာငါ pressure များနေတယ်俺路的我不骗他的。အဲ့ဒါနင်ကိစ္စလေငါကိစ္စမဟုတ်ဘူးကဘာကြီးကနင်ကြောက်တယ်မှာတဲ့ပြီးလဲနေမှာမဟုတ်ဘူးစကားအများကြီးပြောနေတာ အဲ့ဆိုဘေဘီမကြိုက်တာဘယ်လိုမျိုးလဲဘေဘီကြိုက်တဲ့ပုံစံနဲ့ကိုနေပေးမယ် ငါတကယ်ပြောရမှာနင်ဘွားလေးနဲ့နေပေးပါဟမ်ငါတကယ်ကျေးဇူးတင်ပြီ I got nightmares in my head, I fear that the thoughts build up until I can't hear, that my mind fills up into a creature, and it haunts me somewhere much deeper. Anxiety, filling up every space, no privacy. And silently, it could build and build until you finally see, whoa, it's taking over, damn no closure, moving closer. No exposure, I just wanna be a loner. Some can't stay sober, looking over all their shoulders. Like moving boulders just to get out of the home. I've had enough, I don't wanna be stuck. သူကစိတ်ဆိုးနေတာသူကချစ်တဲ့ဆိုငါသိတယ်ဖေမင်းနဲ့တမင်ပြတ်သွားတယ်မင်းလက်ခံရမယ်ဒါလောကကြီးမှာဘယ်လောက်ပဲကြိုးစားမရနိုင်တဲ့အရာတွေရှိတယ်ဆိုတာမင်းလက်ခံရမယ်လူတယောက်မချစ်တော့ဘူးမင်းဘယ်လောက်ပဲကြိုးစားမင်းအဲ့လိုစက်လုံးလေမင်းပိုးပြီးစိတ်ပြက်လို့သူလည်းပုံမုန်းသွားဖို့ပဲရှိမင်းလက်ခံလိုက်လို့Somewhere much deeper. I've been feeling weird, I can't seem to focus good enough. Nothing's really clear, sometimes it could be a little tough. I just need to feel like the answer's right for me. Must be really real anxiety can foggy all this stuff. I've been feeling weird, I can't seem to focus good enough. Nothing's really clear, sometimes it could be a little tough. အဲ့ဒီအဆင်ပြေကွာတော်တော်ကြီးကျေးဇူးတင်ရမှာဟဲ့အောင်ဟေးဟာရဟဲ့မင်းစောဘာမှဖြစ်တော့နေနော် ဘာဖြစ်ပါကွာသူလည်းသူ့ဘောတက်သူအဆင်ပြေမဲ့လို့ရွေးချယ်သွားပြီပဲငါလည်းချိန်နေကြာကြီးခံစားခဲ့ပြီးနောက်မှာတော့အရာအားလုံးလက်ခံလိုက်တယ်ဆောင်း